နှုတ်ဆက်စကားတော်မပြောသွားပဲနဲ့ကိုယ့်ရဲ့ဘဝတွေကနေတစ်တစ်ကလေးထွက်သွားကြတဲ့သူတွေကိုကြုံဘူးလားမနေ့တနေ့အထိရေဘက်ချင်းနီးစပ်နေခဲ့တယ်စာတွေလည်းအပြန်လန်ပို့နေခဲ့ကြတယ်အနာဂတ်အကြောင်းအရာတော်မှအတူတူပြောနေခဲ့ကြသေးတယ်နောက်ပြီးတော့ကိုယ့်ကိုဘာအကြောင်းပြချက်မှမပေးဘဲနဲ့လုံးဝဒုံးတီသူကအဆက်အသွယ်ဖြတ်သွားတယ်အဲ့ဒီလိုဘလိုင်းအဆက်အသွယ်ဖြတ်သွားတဲ့သူတွေရဲ့နောက်ွယ်မှာစိတ်ပိုင်းဆိုင်ရာဘလို့အချက်တွေရှိနေမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေကျွန်တော်တော့ EP ပါလူတယောက်ကကိုယ့်ကိုရုတ်တရက်ကြီးအဆက်အသွယ်ဖြတ်သွားတဲ့အချိန်မျိုးမှာကျွန်တော်တို့အများဆုံးလုံးမိကြတာငါဘာများမှားသွားလို့လဲငါ့ကိုမချစ်တော့တာလားဆိုပြီးတော့အကြောင်းပြချက်တွေအမျိုးမျိုးတွေးပြီးတော့ဝမ်းနဲ့နေတက်ကြတယ်ဒါပေမဲ့တခါတလေလူတယောက်ရုတ်တရက်ကြီးပျောက်သွားခြင်းရဲ့နောက်ွယ်မှာကျွန်တော်တို့မသိတဲ့အရာတွေကအများကြီးရှိနေတတ်တယ်ဒီနေ့တော့လူတွေဘာကြောင့်မလို့ရုတ်တရက်အဆက်အသွယ်ဖြတ်သွားတတ်တာလဲဆိုတဲ့အကြောင်းကိုလေ့လာကြည့်လိုက်ရအောင်နံပါတ်1ကိုယ့်ပုံဖီလင်ပျောက်သွားလို့ဒါပေမဲ့မပြောရဲတာဒါကတော့အများဆုံးဖြစ်လေဖြစ်တာရှိတဲ့ကိစ္စပါအစာပိုင်းမှာသူတို့ကကိုယ့်ပုံမှာတကယ်ကိုစိတ်လှုပ်ရှားတယ်တကယ်လည်းချစ်တယ်ဒါပေမဲ့အချိန်ကြီးကြာလာတာနဲ့ခံစားချက်တွေကပြောင်းသွားတယ်နေ့ကိုမချစ်တော့ဘူးနေ့ပေါ်မှာဘာခံစားချက်မှမရှိတော့ဘူးလို့သူတို့ကရိုးသားသားမပြောရဲကြတဲ့အခါတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ကျွန်တော်တို့ဘဝတွေကနေခွဲခွာသွားတတ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့မင်းကိုမချစ်ဘူးလို့ပြောရတာထက်ဘာမှမပြောဘဲပျောက်ကွယ်သွားတာသူတို့အတွက်ပို့ပြီးတော့လွယ်ကူးနေလို့ပဲနံပါတ်1 attachment ကိုကြိုက်တာအချို့လူတွေကကိုယ်တယောက်ယောက်ကလိုအပ်နေရဆိုတဲ့ feeling ကိုအရန်ကြိုက်တာကိုယ် attention ပေးတာတွေအရန် view site ပြတာတွေမနက်ခင်းဆိုရင် morning ဆိုတဲ့ message လေးတွေညရောက်ရင်လည်း good night အဖွားဆိုတဲ့ပို့တဲ့စာတွေအဲ့လိုတွေလုံနေတဲ့အချိန်တွေမျိုးသူတို့ကအချစ်လို့ထင်နေတတ်ကြတယ်ဒါပေမဲ့အဲ့ဒီ emotion ကတည်ငြိမ်သွားတဲ့အချိန်မှာခိုင်မာတဲ့ relationship တစ်ခုကိုဆက်လက်ထိန်းသိမ်းဖို့လုံလောက်တဲ့ရင်းကျက်မှုမျိုးမရှိတော့တဲ့အခါမျိုးတွေမှာသူတို့ကထွက်ပြေးသွားတတ်ကြတယ်နံပါတ်3 avoidant personality အချို့လူတွေကဒီ relationship ကြီးကတစားနဲ့တစားနီးကပ်လာမှာကိုသိပြီးတော့ကြောက်ကြတယ်အစပိုင်းမှာအရန်ချစ်တယ်လို့ဖြစ်နေတယ်ဒါပေမဲ့ relationship ဆိုတာမျိုးကပြဿနာအနေချင်းကနေပြီးတော့အကြီးကျယ်အထိရှိတတ်ကြတယ်အဲ့လိုဖြစ်လာတဲ့သူတို့ရဲ့စိတ်ထဲမှာအရန် serious ဖြစ်လာတယ်ဒီ pressure တွေကိုပို့ပြီးတော့ခံစားလာရတယ်အဲ့လိုအရာတွေကြောင့်မလို့ तू ကကိုယ်နဲ့အကွာအဝေးတစ်ခုမှာ distance ယူလာတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ဒီစိတ်ပိုင်းဆိုင်ရာအရန်နီးကပ်သွားမှာကိုသူတို့ရဲ့မသိစိတ်ကကြောက်နေတာနံပါတ်4ဒီချက်ကတော့ကိုတွေ့ပေါ့လေအဲ့ဒါကတော့ဘွာထဲမှာအခြားအရာတစ်ခုရှိလာလို့တခါလေလူတွေထွက်ခွာသွားကြတာဒီကိုယ့်ရဲ့အမားကြောင့်မလို့မဟုတ်ဘူးသူတို့ရဲ့ဘွာထဲမှာအခြားအပြောင်းလဲတစ်ခုခုဖြစ်သွားတာအလုံးမှာ stress များနေရပဲဖြစ်ဖြစ်မိသားစုပြဿနာတစ်ခုခုဝင်လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်သူ့မှာရှင်းပြရခက်တဲ့အခြားအကျက်အတဲတစ်ခုရှိနေရပဲဖြစ်ဖြစ်အဲ့လိုရှုပ်ထွေးတဲ့ကိစ္စတွေရှိနေရင်လေသူတို့ကအဲ့ဒီကြောင်းကိုယ့်ကိုရှင်းပြဖို့မရွေးချယ်တတ်ကြပဲနဲ့တိတ်တိတ်ကလေးနဲ့နှုတ်ဆက်သွားတတ်ကြတယ်နံပါတ်5 तू က beginning ကိုပဲဆွဲလန်းတာဒီ relationship ကြီးရဲ့အစပိုင်းကို तू ကကြိုက်နေတာအချို့လူတွေကဒီ relationship တခုစတင်တဲ့အခါမှာဒီအစပိုင်းစိတ်လှုပ်ရှားမှုကိုဆွဲလန်းနေတတ်ကြတယ်အဲ့ဒီချိန်ကတိတ်ကုန်မှရေခုံစရာကောင်းတယ်ခံစားချက်တွေကလည်းအစ်စ်တွေလက်ဆက်နေတဲ့အချစ်တွေအပြေမရမချင်းခံစားရတဲ့စိတ်လှုပ်ရှားမှုတွေအဲ့ဒီအရာတွေကိုဆွဲလန်းနေတဲ့လူတွေကတက်တက်ကိုမှရှိရနော်ဒါပေမဲ့အပြေရပြီးလို့ relationship ကြီးကတည်ငြိမ်လာတဲ့အခါမှာပြင်းကြီးလာတယ်လို့မျိုးခံစားရတယ်ပြီးတော့သူတို့ကနောက်ထပ်စိတ်လှုပ်ရှားစရာအစ်စ်တွေကိုထက်ရှာဖွေရင်းနဲ့ကိုယ့်စီကနေဘာမှမပြောဘဲနဲ့ထွက်ခွာသွားတော့တယ်နံပါတ်6 communication မလုပ်တတ်ကြလို့ပြောရရင်စကားပြောရမှာကိုကြောက်ကြတာလူတော်များများကရိုးရိုး conversation တွေကိုတောင်မှမလုပ်ချင်ကြအောင်လုံးလည်းမလုပ်တတ်ကြအောင်ငါအခုအရန် state တွေရှုပ်ထွေးနေတယ်ငါအခုဒီ relationship ကြီးကိုဆက်မသွားနိုင်တော့ဘူးအဲ့လိုရိုးစကားလေးတွေပြောဖို့တောင်မှတတိမရှိဘူးအဲ့ဒါကြောင့်မလို့ဖြည့်ရှင်းချက်ပေးရမယ့်အစားသူတို့ကကိုဘေးနားကနေထွက်ခွာသွားတော့တာဒါပေမဲ့တယောက်ယောက်ကအဲ့လိုတွေရုတ်တရက်ကိုဘေးနားကနေပျောက်သွားတာမျိုးတွေကကိုကတန်ဖိုးမဲ့နေလို့မဟုတ်တခါတလေမှာသူတို့မှလုံလောက်တဲ့ရှင်းချက်မှုမျိုးမရှိတာမျိုးတွေတခါတလေမှာသူတို့မှရှိတဲ့စိတ်တန်ရာ trauma တွေတခါတလေမှာသူတို့ကိုယ်တိုင်ဘာလိုချင်လို့လိုချင်မှမသိတာမျိုးတွေအဲ့ဒါတွေကြောက်မလို့လည်းဖြစ်နေတတ်သေးတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာတကယ်ရှင်းချက်တဲ့သူတွေကတော့ကိုယ်မချစ်တော့ဘူးဆိုရင်တောင်မှတိတ်တိတ်ကလေးနဲ့ပျောက်မသွားဘူးဖြည့်ရှင်းချက်တစ်ခုတော့ကိုယ်ခြံထားပေးတတ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အချစ်တစ်ခုအဆုံးသတ်သွားတာမျိုးထက်ဘာမှမသိဘဲနဲ့ဘူးမသိဘာမသိကြံခဲ့ရတာမျိုးကပို့ပြီးတော့နာကျင်ရတတ်လို့